여러분 안녕하세요. 아롱웬 밍라바. 디니어 제로 뉴스로 배우는 한국어. 드리님의 고리아 잘리라메အခန်း 3အပိုင်း 3ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့짜잔! 데뷔 10주년 트와이스 내달 10일 스페셜 앨범 발표. ကျွန်တော်ရှိမှာလည်းအနုပညာရှင်တယောက်ရဲ့သတင်းကိုကြီးညာပေးခဲ့တယ်တင်ပေးခဲ့တယ်ဒီနေ့လည်းအနုပညာရှင် 여러분 트와이스 좋아해요 트와이스 တချင်းနေထဲမှာ Shut up baby Shut up baby 그 노래랑 I'm like TT TT 네ဒီနေ့လည်းအရှိမ제 topic video ရိုက်ထားတာဆိုတော့ဗောနော်နည်းနည်းenergy ကနည်းနည်းကုန်နေပြီဒါပေမဲ့좀 energy ကို좀 끌어올리겠습니다. 네. 네, energy အရှိမကျွန်တော်အခု topic 2 level 5 6အတန်းအတွက်ပေါ့နော် video ရိုက်နေတာပြီးတော့မယ်နောက်တစ်ပတ်ဆိုပြီးပြီပေါ့နော်နှစ်ပုတ်လောက်ပဲကျန်တော့တယ်အဲ့တော့အခု energy တော်တော်လေးကုန်တော့ကုန်နေတယ်ဒါပေမဲ့YouTube မှာတင်တာက 여러분တစ်ပတ်နှစ်ပတ်လောက်နေမှတစ်ခါတင်ပေးရတာဆိုတော့နည်းနည်း energy အပြည့်ပုံလေးနဲ့ပေါ့နော်တင်ပေးခြင်းပါတယ်အဲ့ဒါကြောင့်좀 에너지 한번 모아보겠습니다. 지지야, 허비. 디마 미는 데뷔 소리슬롱 시가 하마레 빠게레 네. 데뷔 시가 디 김정국 들이 뼈롱 아래 빠게레 번호 들어오자 셋넷 뭐 데뷔 셋넷 비도 아비 래 트와이스가 네달 수라 다음 달 나올라 소리 데뷔သတင်းတွေပါရေးတဲ့ခါနေတိုင်းလို့သုံးတယ်ပေါ့နော်အဲ့တော့နောက်လာ10ရက်နေ့ဆိုရင်တို့ရဲ့ special album ထွက်မယ်ဆိုတဲ့အကြောင်းကိုကြေညာခဲ့ပါတယ်တဲ့ဟုတ်ပြီဖတ်ကြည့်ကြည့်အောင် 걸그룹 트와이스가 올해 데뷔 10주년을 맞은 것을 기념해 다음 10일 오후 1시 스페셜 앨범 10 The story goes on. 한국어로 이렇게 써요. The story goes on. 한국어 발음. 을 발표한다고 소속사 JYP 엔터테인먼트가 20일 밝혔다. 20일 저희 디네 제구 비디오 야이니네 이번어. 디 비디오가 베니 마담레로မသိပေမဲ့ ဒီနေ့အခု20ရက်နေ့ဖြစ်ပါတယ်အဲ့တော့ girl group ကိုmain clay group ကိုကိုရီးယားလိုကြတော့ girl group လို့သုံးပါတယ် girl group twice ကတဲ့ 올해 디네 데뷔 10주년을 맞은 것을 기념해 기념하다ဆိုတာအမှတ်တရအထိမ်းအမှတ်ပြုတာပေါ့နော်여러분 기념일 ဆိုရင်အထိမ်းအမှတ်နေ့ကို 기념일 လို့ခေါ်တယ်လीနော် 결혼 기념일 ဆိုရင်မင်္ဂလာဆောင်အထိမ်းအမှတ်နေ့ဖြစ်မယ်အဲ့တော့데뷔လုပ်တာ10နှစ်ပြည့်တဲ့အထိမ်းအမှတ်နဲ့နောက်လာ10ရက်နေ့အိုဟူတနာရီမှာနေ့လယ်တနာရီမှာ special album ဖြစ်တဲ့10 The Story Goes On အဲ့ဆို10နှစ်ပြည့်ဖြစ်တဲ့အတွက်ကြောင့်10ပြီးတော့10ရက်နေ့မှာနည်းနည်းတိုက်ပြီးတော့လုပ်ထားတာထင်တယ်နော်10နှစ်ပြည့်အထိမ်းအမှတ်ကို10ရက်နေ့မှာထွက်မယ်ပြီးတော့ album နာမည်ကလည်း10 The Story Goes On ဆိုတဲ့ဟာကို발표한다고 소속사ဆိုတာကဒီအနုပညာရှင်တွေသူတို့ရဲ့ကုမ္ပဏီပေါ့နော် JYP ဖြစ်မယ် JYP Entertainment ကနေပြီးတော့20ရက်နေ့မှာဒီလ20ရက်နေ့ဖြစ်မယ်ပေါ့နော်ဒီလ20ရက်နေ့မှာကြေညာခဲ့ပါတယ်ထုတ်ဖော်ခဲ့ပါတယ်밝혔다ထုတ်ဖော်ခဲ့ပါတယ် JYP는 전날 오후မတိုင်ခင်နေ့လယ်မှာ트와이스 공식 사회관계망 서비스 사회관계망 서비스ဆိုတာ SNS ဒီ social media ကိုပြောပါတယ်ပေါ့နော်ဒီ twice သုံးတဲ့သူရဲ့ official social media page မှာတဲ့ဒီ channel မှာပေါ့နော် 10주년 타임테이블 이미지와 신보 발매 소식 디အစ်စ်ကိုပြောတယ်
이 앨범 어때 장ထွက်တော့မယ်ဆိုတာကို 공개했다. ထုတ်ပြန်ခဲ့ပါတယ်. အရန်ခတ်တဲ့အကြောင်းအရာကြီးတော့မပါပါဘူး. ဟုတ်ပြီ. ထပ်ပြီးတော့ကြည့်မယ်. 2015년 10월 여러분 다 어디로 팜래 소로 장날이 10월 소위 팔리시 10월 뭐부 10월입니다. 아따마 바우 번호 파데 카마 지레 카마레 10월로 일단 탑밤에 비로 뚜로묘 나오달롱 시디에 6라ပိုင်း 6라ပိုင်း ဘလို့ပြောလဲ 6월 맞아요. 6월 뭐부 6월 지금 엔지리야 6월입니다. 6월 10월 맞미네요. 2015년 2015ခုနှစ် 동안 데뷔လုပ်တာ ထင်တယ်. 2015ခုနှစ် 10လပိုင်း မှာ 데뷔လုပ်ခဲ့တယ်. 10လပိုင်း မှာ 데뷔လုပ်တဲ့ ပွဲဦးထုတ်ပေါ့နော်. ပွဲဦးထွက်ပြီး အပွဲစပြီးတော့ဖွဲ့စည်းခဲ့တဲ့ Twice ကတဲ့ Cheer up တခြားက Cheer up baby Cheer up baby 춤은 못 춰요 저는. 좀 더 힘을 내 TT 이 대신 비록 하트 쉐이커는 알아요? 네. 소니라. ဒီတချင်းတစ်ပုတ်တော့တေချာတည်တယ်ပေါ့နော်. အဲ့တော့ဒါမျိုးအစားရှိတဲ့ hit go ဆိုတာကတကယ်ကို hit ဖြစ်သွားတဲ့တချင်းတွေပေါ့နော်. သူတို့လူသိများသွားတဲ့တချင်းတွေ hit ဖြစ်သွားတဲ့တချင်းတွေနဲ့ 한국과 일본에서 코리아네 자반마 တဲ့ 선풍적인 인기. တကယ်ကို ဘလို့ဖြစ်မလဲ 인기를 끌다. 이건 알아야 돼요. popular ဖြစ်တာ နာမည်ကြီးတာ ပေါ့နော်. အဲ့တော့ နာမည်ကြီးပြီးတော့ 3세대 ဒီ K-pop သမိုင်းမှာ 저 1세대 아이돌 뭐 2세대, 3세대, 4세대 이런 거 있잖아요. 들어와 3세대 편매. 3세대 대표 K-pop 묘드미 팬이네 활약했다. 활동으로 인기를 끌었다. 이런 뜻이에요. လှုပ်ရှားမှုပေါ့နော်. လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်. သူတို့အဖွဲ့ဖြောပြမှုတွေ လှုပ်ရှားမှုတွေ တကယ်ကို 적극적으로 많이လုပ်ခဲ့ပါတယ်. 소리를 이들은 두루가 일본에서 가장 큰 공연장인 자바마 지동 벼비부에 내야 피때 닛산 스타디움 소리 내야마 K-pop 걸그룹 K-pop girl 최초로 파타마성 그룹 니네. 파타마성 그룹 니네 단독 수라가 들어의 띠단 더구로 번호 차ဖွဲ့이네 여비로 벼비라 뭐베네 들어의 띠단 ပွဲကို 콘서트ကို ပြုလုပ်ပြီးတော့ 미니 앨범 들어의 미니 앨범 영어가 진짜 많아요. 여기는 with you 소리 로 미국 빌보드 미국의 빌보드고 코리아로 들어오기바래 빌보드 메인 앨범 차트 메인 앨범 차트마 빌보드 내야 소리 디 빌보드마 뭐노 너버티니야고 1위에 오르는 등 너버티니야고 야시래 다묘 사시래 둘의 아우미무리 뭐노 내가 해외에서도 비바마 랩의 인기를 자랑하다 소라가 니 매지무 popular ဖြစ်တာကို သူတို့ 공유စွာပြောနိုင်ပါတယ်. ဒါမျိုး အဓိပ္ပာယ် ဘာသာပြန်လို့ရတယ်ပေါ့နော်. လာရောညှိထွေအောင်ပြန်မယ်ဆိုလို့ရှိရင် နောက်တစ်ခု ပြီးတော့ 트와이스는 특히 두더핀 정년, 지효, 채영이 멤버 이름이죠. 채영아 넷플릭스 애니메이션
영화 필때 K-pop 데몬 헌터스 여러분 이거 봤어요? 그들 어연매진이래 하. 근데 진짜 We're going up 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 so the moment turning gonna glow. 비가 말래. Soda pop. 뭔지 저는 안 봤어요 아직. 이 애니메이션 ရုပ်ရှင်ကားလေးเนาะဒီရုပ်ရှင်ကားမှာတဲ့ original sound track OST ကို처음 알았네요 저도 OST ရဲ့အရှေ့ကောက်က original soundtrack ကိုခေါ်ပါတယ်တဲ့네 original sound OST အနေနဲ့ take down ဆိုတဲ့တခြင်းကိုလည်းဆိုခဲ့ကြတယ်တဲ့ဒီကားထဲမှာသူတို့တခြင်းဒီ Twice အဖွဲ့ကဒီ3ယောက်ဆိုတဲ့တခြင်းလဲပါခဲ့ဒါပေမဲ့အရင်မပေါက်ခဲ့ဘူးထင်တယ်အခုပေါက်နေတဲ့တခြင်းကမသိတဲ့သူတွေရောမရှာကြည့်လို့ရတယ်အခုအရင်ပေါက်နေတာကိုရီးယားမှာရောအခု TikTok ကြည့်လို့ရှိရင်ဒါပဲနားထောင်နေရတယ် Golden နဲ့ Soda Pop တဲ့ပြီးတော့ Twice က 정연, 지호, 채영아 래 이 테이크다운 소리 듣는 바위 소개비로 다가 그 화제가 됐다 이거 토픽 시험에 많이 나옵니다. 화제가 되다. 루비오미 아니래. 굳이 막 예반사 아니래. 로텍 뱀요 편매 뭐노. 호바비. 그래서 카테 장야묘 뭐 바바부. 네네. 여러분 K-pop ကြိုက်တဲ့သူတွေ K-pop fan လေးတွေနားထောင်ရင်းနဲ့ပေါ့နော်ဒီတိုင်းပေါ့ပေါ့ပါပါပျော်ပျော်ရွှင်ရွှင်ဖြစ်မလားပျော်ရွှင်ရဲ့လားပျော်ရွှင်မလားတော့မသိပါမယ်နည်းနည်းပေါ့ပေါ့ပါသူတို့ရဲ့အခုလက်ရှိ hit ဖြစ်နေတဲ့ဒါဒီနေ့မနက်မှာတက်လာတဲ့သတင်းပေါ့နော်သတင်းကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနိုင်အောင်ကြိုးစားနေပါတယ်ဆရာမကနေပြီးတော့နောက်အခုတော့ရုံးနေသတင်းအမှုပညာရှင်သတင်းဇက်တိုက်နှစ်ပုတ်ဖြစ်သွားပြီဆိုတော့နောက်သတင်းမှာတော့တခြား topic အတွက် topic ဖြေမဲ့သူတွေ topic 2ဖြေမဲ့သူတွေထောက်ကူဖြစ်မဲ့တခြားပညာရေးမော်ကျမ်းမာရေးနိုင်ငံရေးစတဲ့ခဏတွေကသတင်းတွေလည်းယူလာပေးပါအောင်မယ်အားလုံးပဲသဘောကျလို့ရှိရင် channel ကို like and subscribe လုပ်ထားပြီးတော့အမြဲတမ်းကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်အားလုံးလည်းကြည့်ပေးကြတဲ့အချိန်ဗီဒီယိုက comment တွေတခုချင်း reply မပြန်နိုင်ပေမဲ့အားလုံးတက်လာတိုင်းကြည့်တယ်ပေါ့နော်အဲ့တော့ရောဝင်ပြောကြတယ်ဟောချဲဒါမျိုးလေးလုပ်ပေးလို့ကျေးဇူးပါကျေးဇူးတင်ပါတယ်ဆိုတော့ comment တွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်လောက်ရကျိုးနှက်တာပေါ့နော်စိတ်ထဲမှာကြည်နူးမိပါတယ်နဲအဆိုရင်ဒီနေ့တော့ချေတို့သတင်းနေနဲ့ကိုရစာလေးလာမယ်ဆိုရဲခဏလေးဆက်ပေးခဲ့ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့မျိုးသောအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဒီနေ့တော့ဒီလောက်ပါပဲ감사합니다 안녕